ကဲဒီနေ့ Google Map မိုဘိုင်းဖုန်းပေါ်မှာအခုတလောတကယ့်နာမည်ကြီးထူးထူးဆန်းဆန်းပုံနှစ်ပုံကိုတွေ့ရလို့ကျွန်တော်ပြန်ပြီးတော့ mix ဆွေအလုံးကိုမျှဝေပေးမယ်ဗျ Google Map ကိုအနီးကပ်တေချာစုံကြည့်လိုက်ရင်တကယ့်မွေပုံစံကြီးလိုပဲတွေ့နေရတယ်ဗျကဲ mix ဆွေတို့မြင်နေကြတယ်နော်ကဲဒီပုံနဲ့ပတ်သက်တာ mix ဆွေတို့ဘယ်လိုထင်မြင်ကြလဲဗျနောက်တစ်ခုကမကောင်းတဲ့ဆိုဝါရုပ်ပုံများပါဗျကျိုးသားလိုမကောင်းတဲ့နတ်တ္တဝါလိုပဲဗျဒီပုံကိုလည်း mix ဆွေတို့ကြည့်အောင်နော်ကြောက်စရာကြီးပါလားဘယ်လိုတွေဖြစ်တာတော့ဒီရုပ်ပုံကြီးတည်ရှိတဲ့နေရာကလည်းအဲ့ဒီနေနာကလူနေတဲ့နေရာအများဝေးกว่าပြီးလူမရောက်တော့ပါပဲဗျကြောက်စရာကြီးပါနော်သူငယ်ချင်းတို့ဒီပုံနဲ့ပတ်သက်တာဘယ်လိုထင်မြင်ကြလဲဗျ